ကိုခုနှစ်ကဆုံလဆန်း8ရက်1998ခုနှစ်မေလ14ရက်ဗုဒ္ဓဟူးနေ့မွန်လွယ်2 နာ 3 နာရီနဲ့10မိနစ်မှာဘုန်းကြီးတို့တရားဝဲစတယ်ဟောရမယ့်တရားကတော့ဘာတရားတော့ပရိသတ်တို့ဘာတရားဟောရမှာဘာတဲ့ကြားလည်းမကြားဘူးခရစ်ယာန်ဘုန်းကြီးခရစ်ယာန်အသင်း9သင်းကဘုန်းကြီးကိုတရားဟောပင်တော့သူတို့ပင်စားထဲမှာဒီလိုရေးတယ်နိဗ္ဗာန်ရောက်ကြောင်းတရားတော်နာကြားလိုပါသဖြင့်ခရစ်ယာန်နိဗ္ဗာန်ရောက်လို့နိဗ္ဗာန်ရောက်ကြောင်းတရားတော်နာကြားလိုပါသဖြင့်ဟောကြားချီးမြှင့်တော်မူပါဗျာခရစ်ယာန်လောက်တော့မှမလျှောက်တတ်ကြပဲနော်ခုလည်းနိဗ္ဗာန်ရောက်ကြောင်းဟောရမှာပေါ့ဘာဟောရမလဲတတ်သွားပြီလျှောက်တတ်သွားပြီနော်နိဗ္ဗာန်ရောက်ကြောင်းတော့ဟုတ်ပါပြီနိဗ္ဗာန်ဆိုတာဘာတော့ဘာတဲ့နိဗ္ဗာန်ဆိုတာဘာတော့ဆင်းရဲငြိမ်းခြင်းနိဗ္ဗာန်ကိုအမျိုးမျိုးများစွာဘုရားလှည့်ပြီးပရိယေစကားတွေနဲ့ဟောကြားတာမှာတစ်မျိုးပဲလို့ဟောလဲဆိုရာဂခယောနိဗ္ဗာန်ဒေါသခယောနိဗ္ဗာန်မောဟခယောနိဗ္ဗာန်ရာဂခယောလူကျင်တတ်မဲ့နှစ်သက်မှုကုန်ခန်းခြင်းသည်နိဗ္ဗာန်နိဗ္ဗာန်ပေတိဒေါသခယောဒေါသကုန်ခန်းခြင်းသည်နိဗ္ဗာန်နိဗ္ဗာန်ပေတိမောဟခယောအမှန်တဘာဝမသိမှုကုန်ခန်းခြင်းသည်နိဗ္ဗာန်နိဗ္ဗာန်ပေတိနိဗ္ဗာန်ဆိုတာရာဂကုန်တာဒေါသကုန်တာမောဟကုန်တာနိဗ္ဗာန်ဟုတ်ပါမလားဘာလို့ဟုတ်တယ်လို့ပြောနိုင်တော့ရာဂဒေါသမောဟကိလေသာရှိနေသမျှဆင်းရဲတယ်မဟုတ်လားအဲ့ဒီရာဂဒေါသမောဟခေါင်းဆောင်တဲ့ကိလေသာတွေငြိမ့်သွားပြီဆိုရင်ချမ်းသာတယ်ဆင်းရဲငြိမ့်တယ်ဒါကြောင့်ရာဂကုန်ခြင်းဟာနိဗ္ဗာန်ဒေါသကုန်ခြင်းဟာနိဗ္ဗာန်မောဟကုန်ခြင်းဟာနိဗ္ဗာန်တဲ့ပြောရင်တော့မကောင်းတဲ့စိတ်မိုက်စိတ်ရိုင်းတွေကုန်ခန်းသွားတာဟာနိဗ္ဗာန်ပဲဒါပဲကိလေသာဆိုတာမကောင်းတဲ့စိတ်မိုက်စိတ်ရိုင်းတွေပြောတာမဟုတ်လားစိတ်ဆိုးစိတ်မိုက်တွေကုန်ခန်းသွားတာနိဗ္ဗာန်စိတ်ကောင်းစိတ်မြတ်တွေရှိနေတယ်နိဗ္ဗာန်စိတ်ကောင်းစိတ်ဆိုးစိတ်မိုက်တွေရှိနေသမျှတနည်းမဟုတ်တနည်းဆင်းရဲနေမှာပဲအဲ့ဒီစိတ်ဆိုးစိတ်မက်တွေငြိမ့်သွားကုန်သွားပြီဆိုရင်စိတ်ကောင်းစိတ်မြတ်တွေပဲကြာမယ်အဲ့ဒါလို့ဆိုရင်ချမ်းသာပြီမဆင်းရဲတော့ဘူးဒါဖြင့်စိတ်ကောင်းစိတ်မြတ်ရှိရင်ချမ်းသာတယ်နိဗ္ဗာန်အဲ့လိုစိတ်ကောင်းစိတ်မြတ်ရှိအောင်ဘယ်လိုလုပ်ရမလဲဟိုစကားကြားဘူးလားမကြားဘူးဆိုတော့ပြောရမှာပေါ့သီလဆိုတာကိုယ်နှုတ်များကိုကောင်းစွာထားဖို့စောင့်ရသလေကိုယ်နှုတ်လုံရင်လူရင်ကြေးကွက်ကောင်းကျိုးပေးမြဲအမှန်ပေးစိတ်ပါလုံရင်ပို့လို့ကောင်းတဲ့ကွယ်ကောင်းတဲ့ကောင်းအောင်ကြိုးစားလေစိတ်ပါလုံအောင်ဘာဝနာပွားဖို့မြတ်ဖရာကမိန့်ခဲ့ပြီကိုနှုတ်စိတ်ထားဤသုံးပါးလုံညာချမ်းသာပြီကိုကအပြစ်မကင်းတာတွေမပြုမိအောင်နှုတ်ကအပြစ်မကင်းတာတွေမပြောမိအောင်ရှောင်ကျင်ပြီဆိုတော့ကိုနှုတ်အကြောင်းပြုပြီးတော့ဆင်းရဲမရှိဘူးလုံခြုံတယ်အဲ့ဒါကတော့သီလကတတ်နိုင်တယ်
ကိုလွန်ကျူးမှုမရှိအောင်စိတ်လွန်ကျူးမှုမရှိအောင်ကိုလွန်ကျူးမှုမရှိအောင်နှုတ်လွန်ကျူးမှုမရှိအောင်သီလနဲ့ထိန်းထားရင်ရတယ်အဲ့ဒါလို့ဆိုလို့ရှိရင်ကိုနှုတ်မှာဖြစ်ပေါ်တဲ့ဆင်းရဲမဖြစ်ပေါ်တော့ဘူးဆင်းချမ်းသာတယ်လုံခြုံတယ်သို့တော်လည်းပဲစိတ်ထဲမှာတင်ဖြစ်နေတဲ့လောဘစိတ်ထဲမှာတင်ဖြစ်နေတဲ့ဒေါသစိတ်ထဲမှာတင်ဖြစ်နေတဲ့မောဟစိတ်ထဲမှာတင်ဖြစ်နေတဲ့မာနအဲ့ဒီကိလေသာတွေကရှိမနေဘူးလားရှိနေသေးတယ်ကိုယ်ဒီလည်းရောက်မကျူးလွန်မိတော်လည်းပဲစိတ်ထဲတင်ဒေါသထွက်နေတာစိတ်ထဲတင်လောဘတက်နေတာစိတ်ထဲတင်မသိတဲ့သဘောစိတ်ထဲတင်မာနတက်နေတာအဲ့ဒါတွေရှိသေးတယ်အဲ့ဒါလို့ဆိုရင်အဲ့ဒီလောဘဒေါသမောဟမာနတွေရှိနေသမျှဒီစိတ်ဟာညင်မဲပြီးတော့ဆင်းရဲနေတာပဲဒီတော့အဲ့ဒီညင်မဲလို့ဆင်းရဲနေတဲ့စိတ်ကိုဖြူစင်ပြီးချမ်းသာအောင်ဘာလုပ်ရမလဲဘာဝနာပွားရမယ်ဖြူစင်ပြီဆိုလို့ရှိရင်တော့ဆင်းရဲအောင်မလားမဆင်းရဲတော့ဘူးဆင်းရဲမှလုံယုံသွားပြီစိတ်ဟာအဲ့ဒါအဲ့ဒီစိတ်ဖြူစင်အောင်လုပ်တဲ့အလုပ်ကိုဘာဝနာတဲ့ဘာဝနာဆိုတာဖြစ်စေခြင်းပွားစေခြင်းဖြစ်ပွားစေခြင်းဖြစ်ပွားစေခြင်းဆိုတာဖြစ်ပွားအောင်အထုတ်ခြင်းဘာဝနာဆိုတာဘာဖြစ်ပွားအောင်အထုတ်ရမှာလဲဖြူစင်တဲ့စိတ်တွေဖြစ်ပွားအောင်အထုတ်ရမယ်ညင်မဲတဲ့စိတ်တွေတဖြည်းဖြည်းပျောက်သွားပြီးတော့တဖြည်းဖြည်းဖြူစင်တဲ့စိတ်တွေဖြစ်ပွားလာအောင်အထုတ်ရမယ်အဲ့လိုအထုတ်တာကိုဘာဝနာလို့ခေါ်တယ်ဒီတော့ညင်မဲတဲ့စိတ်တွေတဖြည်းဖြည်းနေပါသွားရကနောက်ဆုံးမှလုံးဝပျောက်သွားပြီးဖြူစင်တဲ့စိတ်တွေတဖြည်းဖြည်းပိုးပြီးတော့ဖြစ်ပွားလာဖို့ဆိုတာဟာနှုတ်ကိုလေ့ကျင့်ရမလားကိုယ်ကိုလေ့ကျင့်ရမလားစိတ်ကိုလေ့ကျင့်ရမလားစိတ်လေ့ကျင့်ရမှာဟုတ်တယ်မဟုတ်လားအဲ့ဒါကိုပဲ mental training လို့သုံးတယ်စိတ်ကိုလေ့ကျင့်တာ mental culture လို့လည်းသုံးတယ်ကုသိုလ်စိတ်တွေဖြူစင်တဲ့စိတ်တွေဖြစ်ပွားအောင်အထောက်တာဖြစ်တဲ့အတွက် mental development လို့လည်းသုံးတယ်အဲ့ဒါဘာဝနာပဲလူရင်းကတော့စိတ်ကိုလေ့ကျင့်ပွားများပေးရင်တဖြည်းဖြည်းညင်မဲတဲ့စိတ်တွေပျောက်ပြီးတော့တဖြည်းဖြည်းဖြူစင်တဲ့စိတ်တွေစိတ်ထဲမှာအစာထိုးပြီးတော့ဝင်လာမယ်ကုသိုလ်စိတ်တွေစာထိုးဝင်လာမယ်အခုယောဂီတို့ကိုယ်တွေ့ပဲရှုမှတ်နေတဲ့အခါတခါတည်းကတော့လည်းရှုမှတ်မကောင်းဘူးတခါတည်းကတော့ရှုမှတ်လို့ကောင်းတယ်ရှုမှတ်လို့ကောင်းလို့စိတ်ကလေးငြိမ်းနေတဲ့အခါမှာယောဂီတို့စိတ်ဟာဘလို့ဖြစ်နေဖြူစင်နေတယ်မဟုတ်လားကိုယ်စိတ်ကိုဖြူစင်တာသိတယ်မဟုတ်လားအဲ့ဒီအချိန်အဲ့ဒီဖြူစင်တဲ့အချိန်ချမ်းသာမနေဘူးလားအဲ့ဒါစိတ်ကိုလေ့ကျင့်ပွားများတာလေ့ကျင့်ပြီးတော့ဖြူစင်တဲ့စိတ်တွေပွားများအောင်အထုတ်တာအဲ့ဒါကိုဘာဝနာလို့ခေါ်တယ်ဒီတော့အဲ့ဒါလို့လေ့ကျင့်ပွားများမှုမရှိဘဲနဲ့စိတ်ကိုသူ့အရှိအတိုင်းဖြစ်ချင်တယ်လို့ဖြစ်ဆိုပြီးပေါက်လွတ်ပဲစားလွတ်ထားရင်ညင်မဲတဲ့စိတ်တွေအဖြစ်များမလားဖြူစင်တဲ့စိတ်တွေအဖြစ်များမလားလောကကအကုသိုလ်ဥသိနေတာမဟုတ်လားအကုသိုလ်ဥသိနေတာလောဘဒေါသမောဟမာနဖြစ်ဖို့ဆိုလို့ရှိရင်အထုတလဲလုံမနေရဘူးသူဟာသူလွတ်ပေးထားလောဘလည်းဖြစ်နေတာပဲလိုချင်နေတာတတ်မဲ့နေတာနှစ်သက်နေတာတွေ့တာနေတာညှိနေတာဒေါသလည်းဖြစ်အောင်ကြိုးစားမနေရဘူးနည်းနည်းလေးအခုခံလေးစိတ်နဲ့မတင်တာလေးဖြစ်တယ်ဆိုတာနဲ့ဒေါသထပ်ထောင်းမနေဘူး
မောဟအမှန်တဘာဝမသိဘူးဆိုတာတော့စိတ်မလေးကျင့်တဲ့မြတ်ဘာမှမသိဘိဘိမှောင်ကြတယ်ဒီတော့စိတ်ဆိုတာရေနဲ့တူတယ်ဘာနဲ့တူတော့ဘာကြောင့်ရေနဲ့တူလဲရေများမှာမြေပေါ်လောင်းချရင်နေရစီသလားမြင့်ရစီသလားမြင့်ရစီးကျင်တဲ့အခါကျတော့အရေစည်းကြောင်းရဲ့ရှေ့ကအတားအဆီးလှုပ်ပေးမှပဲမြင့်ရပြန်စီးတာမဟုတ်လားအတားအဆီးမလှုပ်ပေးလို့ကတော့နေရပဲစီးတာပဲအဲ့ဒါလိုပဲစိတ်လည်းပဲဘာမှအတားအဆီးမလှုပ်ပဲသူ့ဟာသူလွတ်ထားလိုက်ရင်ကောင်းတဲ့အာယုန်တွေစီသွားမလားမကောင်းတဲ့အာယုန်တွေစီသွားမလားမကောင်းတဲ့အာယုန်တွေစီပဲသွားတယ်ကောင်းတဲ့အာယုန်သွားဖို့ဆိုတာကတော့တော်တော်ကိုကြိုးစားယူရတာတော်တော်ကြိုးစားယူရတာဒီကနေ့မောင်နှမ3ယောက်တောင်အာဖရိကကျောင်းအတွက်ဓမ္မကြီးအတွက်တိုင်းအတွက်လာလှူကြတယ်မှာအမကတော့သူကတော့ဒီမှာတရားအားထုတ်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့တရားသမားဆိုတော့ကျောင်းစုလာခြင်းနေတာကြံနဲ့ညင်မနဲ့မောင်လေးကအဲ့ဒါကျောင်းမလိုက်ချင်လို့လိုက်ချင်အောင်အတင်းဆွဲခေါ်ခဲ့ရတယ်အနည်းဆုံးကြောင်းရောက်လို့မလို့ဆိုကြပါစို့ယောဂီတွေတရားအထုတ်နေတာတွေ့ရင်ပဲမလေးသူတို့တရားအထုတ်နေတာတော်လိုက်တာကြီးညိုစရာကောင်းလိုက်တာလို့အဲ့လိုစိတ်แท้ဖြစ်ရင်ကုသိုလ်စိတ်လားအကုသိုလ်စိတ်လားကုသိုလ်စိတ်ပေါ့မြင်မဲ့အဲ့လိုဖြစ်မှာတကယ်လို့များတရားများနာလို့တရားနာတာသဘောကျပြီဆိုလို့ရှိရင်ပိုးပြီးကုသိုလ်စိတ်မဖြစ်ဘူးလားအဲ့ဒါကြောင့်ရောက်လို့ရှိရင်ကုသိုလ်စိတ်ပဲအဖြစ်များတယ်အကုသိုလ်စိတ်ဆိုတာမဖြစ်တော့ဖြစ်တာဖြစ်လဲနည်းနည်းပါပါသတိထားရင်ဖြစ်ကုန်မဖြစ်ဘူးသတိမထားရင်တော့ကြောင်းနေပြီမဲ့အကုသိုလ်စိတ်ကဖြစ်နိုင်တယ်ဒီတော့အဲ့ဒါလို့ဖြူစင်တဲ့ကုသိုလ်စိတ်ဖြစ်ဖို့ရာအတွက်အဲ့ဒီကလေး2ယောက်ကိုအတင်းဆွဲခေါ်ခဲ့ရတယ်ဆိုတော့ရေကိုအထက်ပဲစီးဖို့ရာအတားတားပေးရတာနဲ့မတူဘူးလားတော်တော်ကိုတားယူရတာအဲ့တော့ကိုယ့်ဟာကိုယ်လည်းသိမှာပါအခုဒီထဲမှာကျောင်းထဲမှာတရားအားထုတ်နေတော့တောင်မှပဲစိတ်ကအိမ်ရောက်မသွားဘူးလားအိမ်ရောက်သွားဟိုရောက်သွားဒီရောက်သွားမိတ်ဆွေတငယ်ချင်းစီရောက်စီးပွားရေးရောက်သမီးသားရေးရောက်နေရောက်တဲ့အခါရံဖန်ရံခါထိုင်တော့ထိုင်နေတာပဲဖောင်းနေပိန်နေထိုင်နေထိတယ်ဖောင်းနေပိန်နေထိုင်နေထိတယ်နဲ့အစတော့ဖောင်းတာလည်းသိပိန်တာလည်းသိထိုင်တာလည်းသိထိတာလည်းသိရှုသိနေခဏကြာထွက်သွားတော့အိမ်ကိစ္စစီးပွားရေးကိစ္စစိတ်ကရောက်သွားတဲ့အခါကျတော့ငါထွက်ရင်တော့ဟိုလိုမှဖြစ်မှာပါဒီလိုဖြစ်သေးပါဘူးမိမိစီးပွားရေးကိစ္စစဉ်းစားတယ်အဲ့ဒီစဉ်းစားနေတဲ့အချိန်မှာစိတ်မဲတွေဖြစ်သလားစိတ်ဖြူတွေဖြစ်သလားစိတ်မဲတွေပါကိလေသာပေါ့လောဘစိတ်ဒေါသစိတ်မာနစိတ်ဒါတွေပဲဖြစ်တယ်မဟုတ်ဘူးလားအဲ့တော့အဲ့လိုတွေးမိနေတယ်ဖောင်းနေပိန်နေထိုင်နေထိတယ်စီဝရေးတွေးလိုက်တော့ကြတော့ခါဟာဟုတ်သေးပါဘူးထွက်တယ်လွတ်နေရှုလိုက်ပြီးတော့ရသွားပြန်တစ်ခါပြန်ပြီးဖောင်းနေပိန်နေတစ်ဖောင်းတစ်ပိန်ပဲရှိတယ်နှစ်ဖောင်းနှစ်ပိန်တော့မလို့ရသေးဖြုတ်ဆိုပြန်ရောက်သွားပြန်ပြီအဲ့ဒါနဲ့ပဲနောက်ကြတော့ဒီလောက်တော့ဟာကိုင်းတတ်နိုင်မှာဘူးဆိုပြီးတော့အဲ့ဒါစီးပွားရေးကိစ္စစိတ်ထဲမှာစီမံကိန်းချပြည့်ဟုတ်လားဒါလို့ရသေးလားအဲ့ဒါလောက်တားတာတော့မရဘူးနော်စောင့်ရှောက်ရန်ခဲ့တားရန်ခဲ့ထိန်ခဲ့လျက်ပေါ်လော်လီခြင်းပါတယ်တော့
မကောင်းတဲ့အာယုံစီမသွားဖို့မကောင်းတဲ့စိတ်မဖြစ်ဖို့စောင့်ရှောက်ဖို့ရလဲခက်ခဲတယ်အဲ့ဒီအာယုံစီမရောက်အောင်တားဖို့ရလဲခက်ခဲတယ်ထိန်းထားဖို့ရလဲခက်ခဲတယ်အဲ့ဒါလောက်လျှက်ပေါ်လော်လီတဲ့စိတ်စောင့်ရှောက်ရန်ခက်တားရန်ခက်ထိန်းခက်လျှက်ပေါ်လော်လီခြင်းဟုတ်သလားမမှန်ဘူးလားဘယ်သူဟောတာလဲဟောဆရာတော်ဟောတာမြတ်စွာဘုရားဟောတာနော်မြတ်စွာဘုရားဟောတာမြတ်စွာဘုရားဒီလိုဟောတယ်ဖန္ဒနံစပလံစိတ်တံဒုရခန္တုန်နိဝရယံဥဇုံကရောတိမေဓာဝီဥတုကာရောဝဒေဇနံဝါရိဇောဝထလေခိတောဩကာမောကတဥပတောပရိဖန္တတိတံစိတ်တံမာရတေယံပဟာတဝေကောင်းတယ်မဟုတ်လားဟမ်မကောင်းလားဘာကောင်းလားဟောနားထောင်လို့ကောင်းတာဟောအဲ့ဒီမှာဣဒံစိတ်တံဤစိတ်သည်ဖန္ဒနံတဆတ်ဆတ်တုံတဖြတ်ဖြတ်ခုံတဤတဲ့စပလံလျှက်ပေါ်လော်လီတဤဒုရခံစောင့်ရှောက်ဖို့ရလဲခဲရင်ဤဒုံနိဝါရယံတားမြစ်ဖို့ရလဲခဲရင်ဤဒီစိတ်ကတဖြတ်ဖြတ်ခုံတဆတ်ဆတ်တုံဆိုတော့ဟိုအာယုံရောက်ဒီအာယုံရောက်လူလာတုံခေါက်ရှောက်နေတာကိုပြောတာပြန့်လွင့်နေတာကိုပြောတာစပလံလျှက်ပေါ်လော်လီဓာဤဒုံနိဝါရယံဒုရခံစောင့်ရှောက်ဖို့ရလဲခင်းဤဒုံနိဝါရယံမသွားသင့်ဟာအာယုံကိုမသွားအောင်တားမြစ်ဖို့ရလဲခင်းဤဖန္ဒနံစပလံစိတ်တံဒုရခံဒုံနိဝါရယံဥဇုံကရောတိမေဓာဝီဥတုကာရောဝဒေဇနံအဲ့ဒီစိတ်ရဲ့အဲ့ဒီသဘောကိုမြတ်စွာဘုရားကငါးနဲ့ဥပမာပြုတယ်ဥဇုံကရောတိမေဓာဝီဥတုကာရောဝဒေဇနံဝါရိဇောဝထလေခိတောဩကမောကတဥပတောပရိဖန္တတိတံစိတ်တံမာရတေယံဝဟာတဝေထလေဩကာမောကတဥပတောရေဒီဟုသောတရားမှထုတ်ဆောင်၍ထလေခိတ်သောကုန်းပေါ်၌ပြည့်တင်ထားအပ်သောဝါရိဇောငါသည်ပရိဖန္တတိဤဝတဖြတ်ဖြတ်တုံတဆတ်ဆတ်ခုံတကယ်သို့တဲ့ဟောပါတယ်တော့ရေထဲကငါထုတ်ပြီးတော့ကုန်းပေါ်တင်ထားလိုက်တော့တဖြတ်ဖြတ်တုံတဆတ်ဆတ်ခုံနေတဲ့ဘာလို့လဲရေထဲပြန်ញင်လို့မဟုတ်လားရေထဲပြန်ញင်လို့အဲ့ဒါလိုပဲဣဒံဘိစိတ်တံဤစိတ်သည်လဲမာရဒေယံမမိအရာတိဟုသောခန္ဓာ၅ပါးကိုဝါကိလေသာကိုမခတဝေပယ်ဖြတ်ဖို့ရာကာမဌာနာရမဏိကမ္မထာအာယု၌ခိတံပြစ်တင်ထားအပ်သည်ရှိသောကိလေသာကာမဂုဏ်တွေကျော်လွန်ပြီးငြိမ်းအေးသွားဖို့ရာအတွက်ကမ္မထာအာယုပေါ်မှာကာမဂုဏ်တွေကဒီစိတ်ကိုထုတ်ဆဲပြီးတော့ကမ္မထာအာယုပေါ်မှာတင်ထားလိုက်လို့ရှိရင်တဲ့ဒီစိတ်ဟာငြိမ်းလို့ဟုတ်ကဲ့လားဟုတ်လားဘယ်လိုလဲဣဒံဘိစိတ်တံဤစိတ်သည်ကမ္မထာနာရမဏိကမ္မထာအာယု၌ခိတံပြစ်တင်ထားအပ်သည်ရှိသောပရိဖန္တတိတဖြတ်ဖြတ်တုံတဆတ်ဆတ်ခုံလျက်နေ၏တဲ့ငါလိုပဲတဲ့ဟုတ်ပါမလားယောဂီတို့စိတ်တော့မခုံဘူးမဟုတ်လားငြိမ်လို့ရှိမှန်းတော့မသိရဘူးဟမ်ဟုတ်လားကဲ
ဒါဖြင့်အဲ့ဒီခုတ်တတ်ပြန်တတ်တဲ့စိတ်ကိုငြိမ်အောင်မလုပ်နိုင်ဘူးလားလုပ်နိုင်တာပေါ့လောကမှာငြိမ်တယ်ဆိုတဲ့သဘောလှုပ်တယ်ဆိုတဲ့သဘောနှစ်မျိုးရှိတယ်လှုပ်တဲ့သဘောငြိမ်တယ်ဆိုတဲ့သဘောလှုပ်တယ်ဆိုတဲ့သဘောနှစ်မျိုးရှိတာမှာငြိမ်တဲ့ဟာကိုလည်းလှုပ်အောင်လုပ်လို့ရတယ်ကာယီခုနရက်နေငြိမ်လို့ကဲလှုပ်အောင်လှုပ်ဆန်းဆိုဆက်နှုတ်လိုက်မှလှုပ်မသွားဘူးလားငြိမ်တာလည်းလှုပ်အောင်လုပ်လို့ရတယ်ဒါပြန်လှုပ်အောင်လည်းလှုပ်တာကိုလည်းငြိမ်အောင်လုပ်လို့ရတာပဲမလှုပ်ရင်ណាမဟုတ်လားအဲဒီကာယီဆက်ကြောင်သွားနေတယ်ဆိုဆက်ပိတ်ရက်လိုက်မယ်ကိုင်းငြိမ်မသွားဘူးလားဘာမဆိုလှုပ်ရင်ရတယ်ဒါကြောင့်ဒီနေရာမှာတော့ဥပမာပေးတယ်ဥစုကာရောဥတုကာရောမြားလို့သမားသည်ဒေသနာမြားကိုဥစုံကရောတိဤဝဖြောင်းအောင်ပြုတဲ့ကဲ့သို့မေဓာဝီပညာရှိသည်လေဣဒံစိတ်တံဤစိတ်ကိုဥစုံကရောတိဖြောင်းအောင်ပြုနိုင်၏မြားလို့သမားဟာမြားကိုဖြောင်းအောင်ပြုနိုင်တယ်လို့ပညာရှိဟာလည်းပဲဒီစိတ်ကိုဖြောင်းမှငြိမ်သက်မလုံးမရှက်ဖြစ်အောင်လုပ်လို့ရတယ်တဲ့မြတ်လို့သမားများမြားကောက်နေတဲ့အခါကျတော့ကောက်နေတဲ့မြားကိုမီးလေးกินလိုက်ကင်းပြီးတော့လက်ကလေးနဲ့ဖြောင်းလိုက်ပြီးတော့မှမျက်စိကလေးတစ်ဖက်မှိတ်ပြီးတော့မြားလေးကြည့်လိုက်ကောက်နေသေးတယ်ဆိုထပ်မီးกินလိုက်မီးกินပြီးတခါဖြောင်းလိုက်ဖြောင်းပြီးတခါမျက်စိလေးနဲ့ကြည့်လိုက်နောက်ကြတော့လုံးဝဖြောင်းသွားပြီဆိုတဲ့အခါကျတော့တော်ရောအဲ့ဒီအခါကျမှဒီမြားကိုအသုံးချမြားကောက်နဲ့သားကောင်ပြည့်ရင်လွဲမလားမှန်မလားလွဲမှာပေါ့မြားပြောင်းနဲ့သားကောင်ပြည့်ရင်မှန်မယ်ပေါ့ဒါကြောင့်ဖြောင်းရတာထို့အတူပဲလောဘဒေါသမောဟတွေနဲ့ကောက်ကွေးနေတဲ့စိတ်အဲ့ဒီစိတ်နဲ့ချမ်းသာကိုရနိုင်မှာမလားမရနိုင်ဘူးလောဘဒေါသမောဟအကောက်အကွေးတွေပြောက်ပြီးတော့ကုသိုလ်တရားတွေနဲ့ဖြူစင်ဖြောက်မှတ်နေတဲ့အခါကျတော့အဲ့ဒီစိတ်ဟာချမ်းသာမရဘူးလားလုပ်လို့ရတယ်ဒီဒေသနာမဟုတ်ဘူးတခြားဒေသနာကြတော့မြတ်စွာဘုရားတခြားဥပမာပေးတယ်ဘယ်လိုလဲဆိုတော့သိရွေသမားများဟာတဲ့သိရွေသမားဆိုတော့လက်သမားပြောတာပါဗျာတစ်တုံးကြီးကိုတစ်ပင်ခုတ်လဲတစ်တုံးကြီးဖြစ်အဲ့ဒီတစ်တုံးကြီးကိုလိုရာအိမ်အဆောက်အဦလဲဆောက်လို့သူဆောက်နိုင်တယ်တဲ့လိုရာဖြစ်တဲ့စပွဲကလထိုင်အစရတဲ့အသုံးအဆောင်လဲသူလုပ်နိုင်တာပဲတဲ့လုပ်ရင်ရတာပဲတဲ့မလုပ်ရင်တော့လည်းပဲတစ်တုံးပဲပေါ့နောက်တစ်ခါလယ်သမားများမှာလိုရာလယ်တဲကိုလိုရာရေကိုမြောင်းသွယ်ပြီးတော့ချတဲ့အခါမှာလိုရာလယ်တဲကိုရေရအောင်ချနိုင်တယ်တဲ့ရေကိုလိုသလိုမြောင်းသွယ်ပြီးလိုတဲ့လယ်တဲကိုချနိုင်တယ်အဲ့ဒါလိုပဲစိတ်ကိုလည်းမိမိလိုသလိုလေ့ကျင့်ပွားများပြီးပုံသွင်းလို့ရတယ်တဲ့မြတ်စွာဘုရားဒါကြောင့်စောင့်ရှောက်နိုင်ခဲ့တားနိုင်ခဲ့ထိမ့်ခဲ့လျက်ပေါ်လော်လီတဲ့စိတ်ကိုဒီတိုင်းလှုပ်မထားဘဲနဲ့သူ့ကိုလေ့ကျင့်ပွားများပြီဆိုလို့ရှိရင်တော့သူဟာတဖြည်းဖြည်းယဉ်ကျေးလာတာပါယဉ်ကျေးလာတယ်ဆိုတာကိလေသာနေပါလာတာကိလေသာနေပါလာပြီဆိုလို့ရှိရင်တဖြည်းဖြည်းယဉ်ကျေးတယ်ကိလေသာများရင်ရိုင်းတယ်လောဘဒေါသမောဟမာနတွေများရင်ရိုင်းတယ်သူတို့နေပါပြီဆိုလို့ရှိရင်ယဉ်ကျေးတယ်ယဉ်ကျေးရင်ချမ်းသာတယ်အဲဒါကြောင့်ဒီချိန်ကမြတ်စွာဘုရားတို့တရားသိတဲ့ပုဂ္ဂိုလ်များသစ္စကပရပိုက်ကိုပြောတာတို့တရားကိုကျင့်လို့မလို့တို့တရားသိပြီမဲ့အသိဖို့အသိထီရပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်များဟာတဲ့ဒီလိုသူတို့စိတ်ထဲမှာရှိတယ်တဲ့ဒန္တောသောဘဂဝါဓမ္မထာယဓမ္မံဒေသေတိ
သောဘဂဝါအကျွန်ုပ်တို့အများဤအာထကုဝေယအစေဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒံသောကိလေသာအငြိအကျေးကင်းစင်ဝေ၍ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍ဘုရားရှင်ကိုယ်တိုင်ယဉ်ကျေးတယ်တဲ့။ဘာကြောင့်ကိလေသာတွေမရှိတော့လို့ဒံတော်ကိလေသာအငြိအကျေးကင်းစင်ဝေ၍ယဉ်ကျေးတော်မူပြီးသည်ကင်းစင်ဝေလျက်ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍ဓမ္မထာယာတတ္တဝအမြာကျွန်ုပ်တို့အားလည်းအလားတူပင်ယဉ်ကျေးကြပါစေခြင်းအကျိုးငှာဓမ္မယဉ်ကျေးစေရန်တရားမှန်ကိုဒေတိတိကရုဏာလှုံ့ဆော်ရွှေဉဏ်တော်ဖြင့်ထုတ်ဖော်ကျူသည်ဟောကြားတော်မူခဲ့လေပြီပါတယ်တော့နားထွေးသွားပြီနော်မြန်သွားလို့ဘုန်းကြီးကဖြည်းဖြည်းလေးအဓိပ္ပာယ်သိအောင်ဆိုပြတာပါဘုရားရှင်ကိုယ်တိုင်ထုတ်ဖော်တဲ့စကားတရားသိတဲ့ပုဂ္ဂိုလ်များမှာဒီစိတ်ထားရှိတယ်သောဘဂဝါကျွန်ုပ်တို့အများဤအာထာကုဝေယအစေဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒံတော်ကိလေသာအငြိအကျေးကင်းစင်ဝေ၍ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍ဓမ္မထာယာတတ္တဝအများကျွန်ုပ်တို့အားလည်းအလားတူပင်ယဉ်ကျေးကြပါစေခြင်းအကျိုးငှာဓမ္မယဉ်ကျေးစေရန်တရားမှန်ကိုဒေတိတိကရုဏာရှိထားမေတ္တာအဖြင့်ဟောကြားတော်မူခဲ့ပါ၏ပါတယ်တော့ကျွန်ုပ်တို့မြတ်စွာဘုရားဟာကိုယ်တော်တိုင်ကိလေသာကင်းလို့မို့လို့ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍ယဉ်ကျေးတော်မူပြီးသည်ဖြစ်တဲ့အတွက်တတ္တဝါတွေလည်းပဲကိလေသာကင်းပြီးယဉ်ကျေးစေဖို့ရာယဉ်ကျေးစေနိုင်တဲ့တရားတော်ကိုဟောပြောညွှန်ပြဆုံးမတော်မူတယ်ဒီလိုမဟုတ်လားတရားသိပြီးတဲ့လူရဲ့စိတ်ထဲမှာအဲ့ဒါလိုပဲဖြစ်တယ်အဲ့ဒါကိုမှဘုရားရှိခိုးလုပ်တဲ့အခါကျတော့ဓမ္မကဝန်တန်ထိုးရှင်တော်မြတ်ဘုရားကိုအဟံတပိတော်သည်ဝန်နာမိယိုသေးမြတ်နိုးလက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားသစ္စကပရိကိုမြတ်စွာဘုရားမိန့်ကြတာသစ္စကပရိကြီးကပထမတော့မြတ်စွာဘုရားကိုသူ့ဝါဒနဲ့ညှင်းခုန်ပြီးတော့သူ့ဝါဒမှန်တယ်မြတ်စွာဘုရားဝါဒမှားတယ်လို့နောက်ဆုံးကြတော့သူ့ဝါဒမှားကြောင်းသူဝန်ခံရပြီးတော့မြတ်စွာဘုရားရဲ့တရားတော်တွေသူလိုက်ပြီးတော့မေးတော့မြတ်စွာဘုရားကဖြေတာပြန်နားထောင်ကြည့်သောဘဂဝါကျွန်ုပ်တို့အများဤအာထာကုဝေယအစေဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒံတော်ကိလေသာအငြိအကျေးကင်းစင်ဝေလျက်ညင်ကြေးတော်မူပြီးသည်ဖြစ်၍ဓမ္မထာယာတတ္တဝအများကျွန်ုပ်တို့အားလည်းအလားတူပင်ယဉ်ကျေးကြပါစေခြင်းအကျိုးငှာဓမ္မယဉ်ကျေးစေရန်တရားမှန်ကိုဒေတိတိကရုဏာရွှေသွားမေတ္တာအဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မကဝန်တန်ထိုရှင်တော်မြတ်ဘုရားကိုအဟံတပိတော်သည်ဝန်တာမိယုတိညွတ်ကျိုးလက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားသဘောပေါက်လားအဲ့လိုစိတ်ထဲမှာရှိသွားတာတဲ့တရားတကယ်သိသွားပြီဆိုတော့ဩဘုရားရှင်ဟာသူကိုယ်တိုင်ဒီတရားတွေကျင့်လို့ကိလေသာအငြိကျေးကင်းစင်ဝင်လို့ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍စိတ်ဓာတ်ယဉ်ကျေးတော်ကိုယဉ်ကျေးနှုတ်ယဉ်ကျေးပေါ့တတ္တဝါတွေလည်းပဲယဉ်ကျေးစေခြင်းနဲ့ချမ်းသာစေလိုတဲ့စိတ်ထားရှိတဲ့အတွက်တတ္တဝါတွေယဉ်ကျေးစေဖို့ရာအတွက်ကိလေသာအငြိကျေးကင်းဝေးစေဖို့ရာအတွက်ယဉ်ကျေးစေကြောင်းဤကောင်းလမ်းမှန်လေးကိုညွှန်ပြဟောပြောတော်မူတယ်။ဒါကြောင့်မလို့ကျေးဇူးကြီးမားလာတော်မူပါပေတယ်။ဒီလောက်တောင်ကျေးဇူးကြီးမားလာတော်မူတဲ့မြတ်စွာဘုရားကိုတပည့်တော်ယူသည်မြတ်နိုးလက်ဆုံးမိုး၍ရှိခိုးကြောပါ၏ရှင်ဘုရားမဟုတ်တော့ဘူးလားအခုယောဂီတို့ပဲအခုနည်းနည်းပဲသိရသေးတယ်အဲ့ဒီအသိလေးနဲ့ပဲဩတရားဒီကြောင့်တရားတွေဟောခဲ့လို့တို့များနားလဲရသဘောပေါက်ရကျင့်ရကြံရကျင့်လို့ကြံလို့သိသလောက်သိရသိသလောက်သိရတဲ့အတွက်လည်းတို့ချမ်းသာသလောက်ချမ်းသာရတယ်စိတ်ထဲမှာမဖြစ်ဘူးလားမချမ်းသာဘူးလားသို့သောဘဂဝါ
အကျွန်ုပ်တို့အများဤအာထာကိုယ်ဝေယအစေဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်သောဘဂဝါအကျွန်ုပ်တို့အများဤအာထာကိုယ်ဝေယအစေဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်သို့ဒန္တောကိလေသာအညစ်အကြေးကင်းစင်ဝေလျက်ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍ဒန္တောကိလေသာအညစ်အကြေးကင်းစင်ဝေလျက်ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍သို့ဓမ္မထာယသတ္တဝါအမြအကျွန်ုပ်တို့အားလည်းအလားတူပင်ယဉ်ကျေးကြပါစေခြင်းအကျိုးငှာဓမ္မထာယသတ္တဝါအမြအကျွန်ုပ်တို့အားလည်းအလားတူပင်ယဉ်ကျေးကြပါစေခြင်းအကျိုးမှာသို့ဓမ္မယဉ်ကျေးစေယံတရားမှန်ကိုဒေသေတိကရုဏာရွှေသွားမေတ္တာထား၍ဟောကြားတော်မူခဲ့ပါ၏ဒေသေတိကရုဏာရွှေသွားမေတ္တာထား၍ဟောကြားတော်မူခဲ့ပါ၏သို့တံဘဂဝန္တံထိုမြတ်စွာဘုရားကိုအဟံတပည့်တော်သည်ဝန္တာမိယူသေးမြတ်နို့လက်ဆုံးမိုး၍ရှိခိုးကြောပါ၏ရှင်ဘုရားတံဘဂဝန္တံထိုမြတ်စွာဘုရားကိုအဟံတပည့်တော်သည်ဝန္တာမိယူသေးမြတ်နို့လက်ဆုံးမိုး၍ရှိခိုးကြောပါ၏ရှင်ဘုရားသိ
ဆိုဆိုသောဘဂဝါနောက်တစ်ခေါက်ဒီတော့ကိလေသာရှိနေရင်ရိုင်းဆိုင်နဲ့ကိလေသာမရှိရင်ယဉ်ကျေးတယ်ကိလေသာရှိနေလို့ရိုင်းဆိုင်ရင်ဆင်းရဲတယ်ကိလေသာငြိမ်းလို့ယဉ်ကျေးရင်ချမ်းသာတယ်အဲ့တော့စိတ်ကိုယဉ်ကျေးအောင်လုပ်ဖို့လိုတယ်ဘယ်လိုယဉ်ကျေးအောင်လုပ်ဖို့လုပ်ရမလဲလေ့ကျင့်ပွားများရမယ်ဒီလိုမဟုတ်လားလေ့ကျင့်ပွားများမှုမရှိရင်ယဉ်ကျေးနိုင်မှာမလားအခုနပြောသလိုပေါ့သူ့ကိုကုသိုလ်စိတ်တွေဖြစ်အောင်လေ့ကျင့်ပွားများမှုမရှိဘူးဆိုအကုသိုလ်ဘက်ပဲအသွားများတယ်ကုသိုလ်ကြီးတက်လုပ်ပါမယ်ဆိုပြီးတော့တလ10ရက်15ရက်ဆိုပြီးလာပြီးထိုင်းပြီးဖောင်းနေပိန်နေထိုင်နေထိတယ်ရှုမှတ်တယ်ကြွတယ်လှမ်းနေချတယ်ရှုမှတ်တယ်အဲ့ဒီကြားတဲ့ကကိုပဲဖောက်ပြီးတော့ဘယ်ဘက်သွားအကုသိုလ်ဘက်သွားနေတာအဲ့လောက်ဆိုးတဲ့စိတ်အဲ့ဒါအတင်းရှိကတားပြီးတင်တာတောင်မှမရချင်ဘူးအဲ့ဒီတားတဲ့အလေးအကျင့်ကိုများလုံမှတဖြည်းဖြည်းတော်ယုံကြတယ်ကိလေရေရင်စည်းလာလင်သင့်တွင်ပါနှင့်တားမီနီကိလေရေရင်စည်းလာလင်အစဉ်တတိတားပါမည်လောဘဒေါသမောဟရေအရင်နေဓာရကို6ပေါက်ကနေပြီးဝင်လာပြီဆိုလို့ရှိရင်တော့ဘယ်လိုလုပ်တားမလဲတဲ့အစဉ်တတိတားပါမည်တဲ့ဘာနဲ့တားရတတိဆိုတာဘာတော့ရှုမှတ်တာရှုမှတ်ပြရမယ်တဲ့မြင်လဲရှုမှတ်
ကြားလဲရှုမှတ်နားလဲရှုမှတ်စားလဲရှုမှတ်ထိလဲရှုမှတ်ကြံလဲရှုမှတ်တွေးလဲရှုမှတ်စိတ်ကူးလဲရှုမှတ်စိတ်ထဲမြင်လဲရှုမှတ်အဲ့ဒါလို့မြင်သမျှကြားသမျှနားသမျှစားသမျှထိသမျှကြံတွေးသမျှတစ်ခုမှမလွတ်ပြအောင်တတိကပ်ပြီးရှုမှတ်ပြီးဆိုလို့ရှိရင်တော့ဒီကိလေသာရေးရင်မစည်းဝင်တော့ဘူးတဲ့အဲ့လိုရှုမှတ်တယ်ဆိုတာကလည်းလေ့ကျင့်ထားမှရမှာမဟုတ်လားမလေ့ကျင့်မနဲ့အချိန်တန်မှထားလို့ရမလားမရဘူးစစ်သားတောင်မှစစ်တိုက်ရှင်တယ်ဆိုသင်္นานတက်ရသေးတာမဟုတ်ဘူးလားအဲ့လိုပဲလေ့ကျင့်ထားမှရတာလေ့ကျင့်ပွားများရမယ်တဲ့ပညာရှိကတော့အဲ့လိုသဘောပေါက်တဲ့အတွက်စိတ်ကိုကမ္မထာအာယုံမှာတင်ပြီးတော့လေ့ကျင့်ပွားများတယ်ဒါနဲ့ပဲတဖြည်းဖြည်းစိတ်ကိုနိုင်နှင်းလာတဲ့အခါစိတ်ယဉ်ကျေးလာပြီးကိလေသာအငြိကျေးပြောက်ပြီးချမ်းသာရောက်ကြောတဲ့ဟုတ်ပါမလားရေ၌ပြောပါရေနေငါဆေထားကုန်တွင်တင်လေလျင်မတီမယမနေတဆက်ဆက်တုံငါခုံမြဲပင်ကာမဂုဏ်ပြောပါစိတ်မိုက်အားတရားလောက်ခွင်တင်လေလျင်မတီမယမနေတဆက်ဆက်တုံငါခုံမြဲပင်ရေ၌ပြောပါရေနေငါဆေထားကုန်တွင်တင်လေလျင်မတီမယမနေတဆက်ဆက်တုံငါခုံသည်တွင်ဥပမာကာမဂုဏ်ပြောပါစိတ်မိုက်အားတရားလောက်ခွင်တင်လေလျင်အစင်းသာအနံ့ရတာထိတွေ့เสียအဆုံးကာမဂုဏ်ထဲမှာပဲပျော်ပါနေပြီဆိုလို့ရှိရင်မဲနေမလားဖြူးနေမလားမဲနေသမျှလဲဆင်းရဲကြီးပဲဒီလိုမဟုတ်လားချမ်းသာအောင်အဖြူပဲလှည့်ပြီးတော့တရားပဲလှည့်တင်လိုက်ပြီဆိုရင်တော့ငြိမ်းလို့ဘယ်လိုဖြစ်တော့ဖြတ်ဖြတ်တော့တဆဆခုံသည်ဟုတ်လားတချို့ခုံတော့မကခုံတော့မနေနိုင်တော့ပြန်ရတယ်မဟုတ်လားမရှိဘူးလားအဲ့ဒါလည်းရှိတယ်အခုဒီထက်တောင်ပါအောင်မလားမသိဘူးနော်ဒီထက်တောင်ပါရင်ပါနေဦးမှာကာမဂုဏ်ပြောပါစိတ်မိုက်အားတရားလောက်ခွင်တင်လေလင်မတီမယမနေတဆက်ဆက်တုံငါခုံမြဲပင်စောင့်ရှောက်ရန်ခက်တားရန်ခက်ထိန်ခက်လျက်ပေါ်လော်လီခြင်းခဏဖန္ဒနာစပလံစိတ်တံဒုရခန္ဒုနိဝရယံဆိုတာစောင့်ရှောက်ရန်ခက်တားရန်ခက်ထိန်ခက်လျက်ပေါ်လော်လီခြင်းယင်းသည့်စိတ်အားလွှတ်၍ထားများပြားဒုက္ခမုတ်ချပင်ဒီစိတ်ကိုမလေ့ကျင့်မပွားများမထိမ့်သိမ့်မနဲ့လွှတ်ထားရဲ့နော်မကောင်းတဲ့အာယုန်တွေစီပဲသွားတော့မကောင်းတဲ့စိတ်တွေပဲဖြစ်တော့ဒုက္ခတွေပဲများမှမသိကြဘူးလားယင်းသည်စိတ်အားလွှတ်၍ထားများပြားဒုက္ခမုတ်ချပင်ရေမြားသည်ကိုလိုသလိုပုံငိုရအောင်ပြုသည့်တွင်ပါတယ်ရေမြားသည်ကိုလိုသလိုပုံငိုရအောင်ပြုသည့်တွင်ဘာပြောတာမိမိလိုသလိုပုံသွင်းရင်ရတယ်ဟုတ်တယ်မလားရေမြားသည်ကိုလိုသလိုပုံငိုရအောင်ပြုသည့်တွင်စိတ်ရိုင်းအစဉ်ရင်အောင်ပင်သွန်သင်ဆုံးမရာမြဲပင်ဟုတ်ပါမလားသိဟုတ်တယ်နော်လေ့ကျင့်ဖို့ပွားများဖို့ဒါပဲလိုတဲ့စိတ်ရိုင်းအစဉ်ရင်အောင်ပင်သွန်သင်ဆုံးမရာမြဲပင်ယင်းတို့သိမြင်ပညာရှင်စိတ်စဉ်ရင်ဖို့ထိမ့်မြဲပင်ပါတယ်တော့အဲ့ဒီသဘောသိတဲ့ပညာရှိဟာမိမိစိတ်ထဲမှာကိလေသာအငြိကျေးဆိုတဲ့အရိုင်းဆိုင်နေပျောက်ပြီးတော့ယဉ်ကျေးလာအောင်ဒီစိတ်ကိုလေ့ကျင့်ထိမ့်သိမ့်ပွားများပေးဖို့ရာလုပ်ရမယ်ဒီလိုမဟုတ်လားပညာမရှိတဲ့လူကတော့စိတ်သဘောသိရလားမသိတော့မဲလို့ဆင်းရဲတယ်ဖြူလို့ချမ်းသာတယ်ဆိုတာလည်းမသိဘူးမဲတယ်ဖြူတယ်ဆိုတာလည်းမသိဘူးအဲ့တော့သူတို့ဆင်းရဲနေပဲနှစ်ပန်းလုံးပြီးတော့မသိတယ်လူ
ယင်းသို့သိမြင်ပညာရှင်စိတ်စင်ရင်မှုထိမ်မြဲပင်ဒါဖြင့်ဘယ်လိုထိမ်ရဘာဝနာကွင်းစိတ်ကိုတင်အစဉ်ရှုပွားဆုံးမလင်စိတ်ကိုဘာဝနာအလုပ်ပေါ်မှာတင်ပြီးတော့အမြဲမပြတ်ရှုပွားပါတဲ့အဲ့လိုရှုခြင်းပွားခြင်းဒီပင်လည်းဆုံးမနေတာပဲဘာဝနာကွင်းစိတ်ကိုတင်အစဉ်ရှုပွားဆုံးမလင်ကိလေကင်းပယင်ကျေးရမုတ်ချချမ်းသာရမြဲပင်မှန်သလားမှန်တယ်ဆိုတော့လှုပ်ဖို့ပဲလိုတာပေါ့ဟုတ်ကလားဆိုရေ၌ပြောပါရေနေငါဆေထားကုံတွင်တင်လေလင်ရေ၌ပြောပါရေနေငါဆေထားကုံတွင်တင်လေလင်ဆိုမတိမယမနေဒဆက်ဆက်တုံငါခုံသည့်တွင်မတိမယမနေဒဆက်ဆက်တုံငါခုံသည့်တွင်ဆိုကာမဂုဏ်ပြောပါစိတ်မိုက်အားတရားလုတ်ခွင်တင်လေလင်ကာမဂုဏ်ပြောပါစိတ်မိုက်အားတရားလုတ်ခွင်တင်လေလင်ဆိုမတိမယမနေဒဆက်ဆက်တုံငါခုံသည့်တွင်မတိမယမနေဒဆက်ဆက်တုံငါခုံမြဲပင်ကာမဂုဏ်ထံပြန်ဖို့ရန်ယုံကံတမြဲအမှန်ပင်မှန်သလားဘာမှန်လားဟုတ်ကဲ့လားမပြန်တဲ့ယောဂီရှိမလားလူကြီးရတာကျိတ်တာလည်းရောက်နေတယ်ဟုတ်တယ်မလားခဏခဏဂရီဂရီပြန်မနေဘူးလားကာမဂုဏ်ထံပြန်ဖို့ရန်ယုံကံတမြဲအမှန်ပင်ဆိုစောင့်ရှောက်ရန်ခက်တားရန်ခက်ထိန်ခက်လျက်ပေါ်လော်လီခြင်းစောင့်ရှောက်ရန်ခက်တားရန်ခက်ထိန်ခက်လျက်ပေါ်လော်လီခြင်းဆို
ယင်းသည်စိတ်အားလွတ်၍ထားမြားပြဒုက္ခမုတ်ချပင်ယင်းသည်စိတ်အားလွတ်၍ထားမြားပြဒုက္ခမုတ်ချပင်ရေမြသစ်ကိုလိုသလိုအုံကိုရအောင်ပြုသည့်တွင်ရေမြသစ်ကိုလိုသလိုအုံကိုရအောင်ပြုသည့်တွင်စိတ်ရိုင်းအစဉ်ရင်အောင်ပင်သွန်သင်ဆုံးမရမြဲပင်စိတ်ရိုင်းအစဉ်ရင်အောင်ပင်သွန်သင်ဆုံးမရမြဲပင်ယင်းတို့သိမြင်ပညာရှင်စိတ်ဆင်းရင်ဖို့ထိမ်မြဲပင်ယင်းတို့သိမြင်ပညာရှင်စိတ်ဆင်းရင်ဖို့ထိမ်မြဲပင်ဘာဝနာတွင်စိတ်ကိုတင်အစဉ်ရှုပွားဆုံးမလင်ဘာဝနာတွင်စိတ်ကိုတင်အစဉ်ရှုပွားဆုံးမလင်ကိလေကင်းပယင်ကျေးရမုတ်ချချမ်းသာရမြဲပင်ကိလေကင်းပယင်ကျေးရမုတ်ချချမ်းသာရမြဲပင်ပြန်ဆို
တခေါက်အဲ့ဒီဖန္ဒနာစပလံစိတ်တံဒုရခန္ဒုဏိဝါရယစိုက်တဲ့ဒေသနာတော်အတိုင်းရိုင်းဆိုင်နေတဲ့ကိလေသာအငြိကြေးတွေနဲ့ရိုင်းဆိုင်နေတဲ့စိတ်ကိုယဉ်ကျေးအောင်ပွားများတာလေ့ကျင့်တာဟာဘာဝနာပဲအဲ့ဒီဘာဝနာအလုပ်မိမိတို့ကြိုးပမ်းအားထုတ်နေတာဖြစ်တော့ခရီးရောက်အောင်ရိုင်းဆိုင်နေတဲ့စိတ်ယဉ်ကျေးသည့်အထိတို့များကြိုးစားအားထုတ်ကြမယ်ဆိုတဲ့စိတ်ထားနဲ့ကျင့်ကြံပွားများကြိုးစားအထောက်ကြခြင်းအပြင်ကိလေသာအရင်ဆိုင်နေတနေ့တဲ့တနေ့နေပါပြီးနောက်ဆုံးမှာလုံးဝပျောက်သွားပြီးတဲ့နောက်ယဉ်ကျေးတဲ့ကုသိုလ်စိတ်အဖြူအစဉ်နေတာမိမိတဏ္ဍာမှာဖြစ်ပြီးတော့ဆင်းရဲခတ်သိမ်းငြိမ်းရာနိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေ